ဘောလုံးပြိုင်ပွဲကြီးမှာပရိသတ်ကိုရင်တထိတ်နဲ့အသက်ရှူမတက်ဖြစ်စီတာဘာလဲလို့မေးရင်ပင်နယ်တီအဆုံးဖြတ်လို့ပဲအားလုံးတပြိုင်နက်ဖြေကြမှာပါပင်နယ်တီဂျိန်စာပင်နယ်တီစိတ်ထင်ရလို့ပြောလိုက်ရင်ကျွန်တော်တို့စိတ်ထဲမှာအင်္ဂလန်အသင်းနယ်သာလန်အသင်းဒါမှမဟုတ်ရင်1994ခုနှစ်တုန်းကဘတ်ဂျီဝေးရဲ့ကဘာကျော်လွဲချော်မှုနဲ့အီတလီအသင်းတို့ကိုပဲပြေးမြင်မိကြမှာပါဒါပေမဲ့တင်တကယ်ပဲအံ့ဩသွားစေမဲ့အမှန်တရားတစ်ခုကတော့ရှိနေပါတယ်အဲ့ဒါကတော့ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာပင်နယ်တီအဆုံးဖြတ်နဲ့ရှုံးနိမ့်မှုအများဆုံးစံချိန်တင်ထားတဲ့နိုင်ငံဟာအင်္ဂလန်မဟုတ်ဘဲနဲ့တိတိကျကျပြောရရင်စပိန်အသင်းဖြစ်နေတာပါပဲတကယ်ပဲစပိန်အသင်းရဲ့ကံကြမ္မာကပင်နယ်တီကျင်းစာတင့်နေရလားဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့အဆုံးအထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်စပိန်အသင်းဟာကမ္ဘာ့ဖလားဒါမှမဟုတ်ရင်ယူရိုပြိုင်ပွဲတွေရောက်တိုင်းအမြဲတမ်းရေပန်းအစားဆုံးထိပ်တန်းအသင်းဖြစ်ရှိနေခဲ့တာပါဒါပေမဲ့ထူးဆန်းတာက2010ပြည့်နှစ်မှာကမ္ဘာ့ဖလားချန်ပီယံဆုကိုစုခူးပြီးကလေးကစပိန်အသင်းဟာကမ္ဘာ့ဖလားရဲ့အရှုံးထွက်ပွဲစဉ်တွေမှာပုံမှန်မိနစ်အတွင်းတပွဲမှနိုင်ပွဲမရဘူးသေးတာဖြစ်ပါတယ်2014ဘရာဇီးကမ္ဘာ့ဖလားမှာတော့စပိန်အသင်းကလက်ရှိချန်ပီယံအနေနဲ့လာပြိုင်ခဲ့ပေမဲ့အုပ်စုအဆင့်မှာနေနယ်သာလန်ကို 5-1 ချီလီကို2-0နဲ့ရှုံးပြီးအရှက်တကွဲလှည့်ပြန်ခဲ့ရပါတယ်2018ရုရှားကမ္ဘာ့ဖလားမှာလည်း16သင်းအဆင့်မှာအေရှင်ရုရှားနဲ့ရင်ဆိုင်ခဲ့ရပြီးပင်နယ်တီအထိရောက်သွားခဲ့တာပါအဲ့ဒီမှာပဲကိုကီနဲ့အက်စပန်တို့ပင်နယ်တီလွဲချော်ပြီးပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်အာဂျင်တီးနားအသင်းကမ္ဘာ့ဖလားရခဲ့တဲ့2020ခုနှစ်ကာတာကမ္ဘာ့ဖလားမှာတော့ပိုဆိုးသွားခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာမော်ရိုကိုအသင်းနဲ့16သင်းအဆင့်မှာဆုံပြီးတော့ပင်နယ်တီကန်ကြတဲ့အခါမှာစပိန်အသင်းဟာ3-0ဆိုတဲ့မယုံနိုင်စရာရလဒ်နဲ့တလုံးမှမဝင်ပဲရှုံးနေခဲ့ရတာပါ။ဆာရာဘီယာဆိုလာနဲ့ဝိုင်းကစားသမားကြီးဘူစကွတ်တို့3ယောက်စလုံးပင်နယ်တီလွဲချော်ခဲ့ကြတာပါ။ဒါကြောင့်စပိန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာပင်နယ်တီအဆုံးဖြတ်တဲ့၄ချိန်ထိရှုံးနေပြီးရလက်အဆိုးဆုံးအသင်းဖြစ်လာခဲ့တာပါပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကစပိန်အသင်းရဲ့ဒီပင်နယ်တီအားနည်းချက်ဟာကမ္ဘာ့ဖလားတစ်ခုတည်းမှာမဟုတ်ဘဲနဲ့အခြားပြိုင်ပွဲကြီးတွေအထိကူးစက်နေတာပါပဲလက်ရှိနီးပြလူးဝစ်စတီလာဖွန်ဘေးရဲ့အသင်းဟာပြီးခဲ့တဲ့ Nation League ပြိုင်ပွဲမှာပေါ်တူဂီအသင်းကိုပွဲချိန်အတွင်း2-2နဲ့တည်ရကြခဲ့ပြီးတဲ့နောက်ပင်နယ်တီမှာ7-5နဲ့ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်ယူရို2020တုန်းကလည်းဆီမီဖိုင်နယ်မှာအီတလီအသင်းကိုပင်နယ်တီနဲ့ရှုံးခဲ့ပူးတာပါ။အဲဒီပွဲစဉ်တွေမှာအဆုံးဖြတ်လွဲချော်ခဲ့တဲ့အဗာရိုမိုရာတာဟာအခုကမ္ဘာ့ဖလားလူစင်းမှာတော့ပါဝင်လာခြင်းမရှိတာတွေ့ရပါတယ်။စပိန်ရဲ့ပထမအဆုံးဦးစားပေးကိုသမားဦးနိုင်စီမွန်ကိုကြည့်ရအောင်ပါသူဟာကလပ်နဲ့လက်ရွေးစင်အသင်းအတွက်ပင်နယ်တီကာကွယ်နိုင်မှုမှတ်တမ်းအနေနဲ့19.8%ရှိပြီးတော့လက်ရှိအချိန်ထိစပိန်လက်ရွေးစင်ဂျာစီကိုဝတ်ဆင်ပြီးပင်နယ်တီကာကွယ်နိုင်ခဲ့တာတစ်ကြိမ်နဲ့သာရှိပါသေးတယ်ဒါကပြိုင်ပွဲတွေအတွက်တော့အခွင့်အရေးတစ်ခုလိုဖြစ်နေခဲ့တာပါဒါပေမဲ့လည်းစပိန်အသင်းဟာအခုကမ္ဘာ့ဖလားမှာတော့ပင်နယ်တီပကံရပဲနဲ့လည်းချန်ပီယံဖြစ်သွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တမိုင်းတစ်လျှောက်1988ခုနှစ်နောက်ပိုင်းချန်ပီယံ73သင်းမှာ4သင်းကပဲပင်နယ်တီနဲ့ချန်ပီယံဖြစ်ခဲ့တာကြောင့်ပါဒါပေမဲ့ပြိုင်ပွဲကြီးတစ်ခုမှာအောင်မြင်ခြင်းရင်ဘေးယာကိုမှကန်တရားအပေါ်မှာပုံအပ်ထားဖို့မတင်ပါဘူးဘောလုံးကသနာရှင်ပရိသတ်တွေမိတ်ဆွေတွေအနေနဲ့အခုလာမယ့်ပြိုင်ပွဲကြီးမှာစပိန်အသင်းအနေနဲ့သူတို့ရဲ့သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ပင်နယ်တီကျင်းစာကိုဖျောက်ဖျက်ပြီးတော့ချန်ပီယံဆုကိုလက်လန်းမီနိုင်ပါမလားဒါမှမဟုတ်ရင်ပင်နယ်တီဒရမာနေတဲ့ပဲနောက်ဆုံးတစ်ချိန်ရင်ကွဲရအောင်မလားဆိုတာကိုမှတ်ချက်လေးရေးပြီးသွားပါအောင်နော်ဒီ
ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးအကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ MSA ကို like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ